ရှင်မကတ္တပအထေမြတ်ကြီးရဲ့အကြောင်းကိုနာယူကြည်ညိုမှတ်သားကြရအောင်ဗျ။ဦးဇင်းတို့ဘယ်ကနေစပြောမလို့ဆိုတော့အရှင်မြတ်ကြီးဒီလိုတတိယတာဝကစုပန်တော်မူတဲ့အနေအထားလေးကနေစပြီးတော့ပြောကြည့်မယ်ပေါ့။လွန်ခဲ့တဲ့ကဘာတသိန်းထက်မှာဘဒုမုတ္တရမြတ်စွာဘုရားဆိုတာပွင့်ခဲ့တယ်တဲ့။နောက်အကတာဝကမထေရမြတ်ကြီးနှစ်ပါးကတော့တသင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ရမယ်။ခုဒီမဟာတဝကကြီးတွေကတော့ကဘာတသိန်းပါရမီဖြည့်ရမယ်ပေါ့နော်။ဒါကြောင့်လွန်ခဲ့တဲ့ကဘာတသိန်းထက်ကဘဒုမုတ္တရမြတ်စွာဘုရားဆိုတာပွင့်ခဲ့တယ်။အဲ့ဒီဘဒုမုတ္တရမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့တတိယတဝကကမဟာနိသဗမထေရလို့ဒီလိုခေါ်တယ်တဲ့။အဲ့ဒီတုန်းကဒီရှင်မကတ္တပမထေရမြတ်ကြီးဖြစ်လာမဲ့ပုဂ္ဂိုလ်ကနော်ဝေဒေဟတကြွယ်ဆိုပြီးတော့တတိတယောက်ဖြစ်တယ်။အဲ့ဒါတနေ့သူ့အိမ်ကိုတန်ဃာတွေကိုဘဒုမုတ္တရဘုရားရှင်ကိုရမြတ်ကြီးအမှုပြုတဲ့တန်ဃာတော်တွေကိုအိမ်ပင့်ပြီးတော့ဆုံးကတ်တယ်။အဲ့လိုဆုံးကတ်တော့ဘုရားရှင်ကိုရမြတ်ကြီးနဲ့တကွာတန်ဃာတော်ရှင်များများနော်ဆွန်ဖုံပေးဖို့ဆွန်ပြင်နေကြတဲ့အချိန်မှာအိမ်ရှိမှာမထေရတစ်ပါးဆွန်ကန်ကြွတယ်။အဲ့ဒီမထေရကမဟာနိသဗမထေရဘဒုမုတ္တရမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့တတိယတာဝကအဲ့ဒါကိုတပိတ်ကိုယူပြီးတော့ရှင်ဘုရားတပည့်တော်အိမ်ထဲကိုကြွပါလို့တထေရကပင့်တယ်။ဒါပေမဲ့အဲ့ဒီမထေရကအိမ်ထဲကိုမကြွအောင်ပင့်တာကိုမကြွအောင်ဘာဖြစ်လို့ဆိုသူကဒုတင်ဆောက်တည်ထားတာနော်ဟင်းလင်းပြင်လွင်တီးခေါင်မှာပဲနေမယ်အဘောကတိကဒုတင်သစ်ပင်ရိတ်တောင်မဝဲဘူးအိမ်ထဲကိုမပြောနဲ့အဲ့လိုပင့်လို့မရတဲ့အခါကျတော့ဘဒုမုတ္တရမြတ်စွာဘုရားကိုမေးတာအဲ့ဒီတထေရကဒီယဟန်ကအရှင်ဘုရားတို့တည်းများပို့ပြီးတော့ဂုံကျေးဇူးအဖြစ်မြတ်နေသေးသလားလို့မေးတာမေးတော့ဘဒုမုတ္တရမြတ်စွာဘုရားကမြတ်စွာဘုရားတည်းမြတ်တယ်လို့တော့မဆိုနိုင်ပါဘူးဒါပေမဲ့လို့ဘုရားရှင်ကိုရမြတ်ကြီးကဟုတ်တယ်တဲ့ငါတို့ကတကားရီရဲ့အိမ်မှာစွန့်စားဖို့အတွက်ထိုင်းပြီးတော့စောင့်မျှော်နေတာရှိတယ်အဲ့ဒီယဟန်ကအဲ့လိုစောင့်မျှော်နေတာမရှိဘူးတဲ့ငါတို့ကရွာเจ้าကိုအမိပြုပြီးတော့နေတာရှိတယ်သူကတောเจ้าမှာပဲနေတာတို့ကเจ้าနေကန်နေနဲ့နေတာသူကတည်တည်ရင်သူမဟုတ်လွင်တီးခေါင်မှနေတာဒီလိုမြင့်မြတ်တဲ့ဒူတင်အကျင့်တွေကိုကျင့်သုံးနေတာအလွန်ကျိုးကျေးဇူးများပြားတဲ့အကျင့်တွေကိုကျင့်သုံးနေတာလို့အဲ့လိုအမိန့်ရှိတော့အလွန်ကြီးညိုတယ်အဲ့ဒါနဲ့တူတူပြောရရင်တော့အဲ့ဒီမထေရကိုအားကြလို့အဲ့ဒီတထေရကနော်သူလည်းပဲဖရာတဆူဆူရဲ့ဓမ္မမှာဒုတင်အရာမှာဣတတဲ့ရတဲ့မထေရမြတ်တစ်ပါးဖြစ်ပြရစီဆိုပြီးတော့အဓိကာရကုသိုလ်ကောင်းမှုတို့ကြီးပြုပြီးတော့ဆုတောင်းတယ်အဲ့ဒီမှာဘဒုမုတ္တရမြတ်စွာဘုရားကလည်းသူ့ရဲ့ဆုပြည့်ဝမယ်ဆိုတာကိုသိတော်မူမြင်တော်မူတဲ့အတွက်ကြောင့်သင်ဟာလာမဲ့ကဘာတသိန်းထက်မှာကောရမဗုဒ္ဓမြတ်စွာဘုရားရဲ့တတိယတာဝကဒုတင်ရမှာဣတတဲ့ရတဲ့ရှင်မဟာကတ္တပဆိုတဲ့နာမည်ဒုနဲ့ထုကဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်လို့ဗျာဒိတ်စကားမိန့်တာအဲ့ဒီလိုနဲ့ဦးဇင်းတို့နော်ဂျာကာလမှာမဟာဗုဒ္ဓဝင်ထဲမှာတော့အများကြီးထူးခြားတဲ့ဘဝတွေကိုမှတ်တမ်းတင်တာရှိပါတယ်အဲ့ဒါတွေကိုဦးဇင်းတို့အလုံးကြော်ခဲ့ပြီးတော့နောက်ဆုံးဘဝမြတ်စွာဘုရားရဲ့လက်ထက်ယဟန်ပြုတဲ့အနေအထားကိုဆက်ပြီးတော့ပြောကြည့်မယ်ပေါ့နော်အဲ့တော့ဒါကလည်းပဲပိဋကပေါင်းတော်တော်တို့အလုံးကြာဖို့နာဝရှိထားတဲ့အကြောင်းအရာတစ်ခုပိပ္ပလိနဲ့မေဘဒ္ဒါဆိုတာအလုံးကြာဖို့ပါတယ်ဟုတ်လားအဲ့ဒါပိပ္ပလိဆိုတာကဒီရှင်မကတ္တဗကိုရမြတ်ကြီးဖြစ်လာမဲ့ပုဂ္ဂိုလ်ပဲအလွန်ချမ်းသာကြွယ်ဝတဲ့အမျိုးဘုရင်တို့မကရာတိုင်းထဲမှာမဟာတိဋ္ဌပုံနာရွာဆိုတာရှိတယ်အဲ့ဒီမှာသူနော်အကြီးအကဲရဲ့အိမ်မှာလူသွားဖြစ်တာအလွန်ချမ်းသာတယ်နော်တစ်ဖက်ဆယ်ကန်တွေကိုအလုံး60လောက်ရှိတယ်လို့ပြောတယ်နော်စင်တက်မြင်းတက်ယထာဓာတ်တွေတောင်ရှိတယ်တဲ့နေစားပယ်စားတမျှပေါ့နော်ဘယင်မဟုတ်တာတမဲပဲပိပ္ပလိလူလင်းဆိုတာအလွန်ချမ်းသာတယ်အဲ့ဒါအရွယ်ရောက်လာတဲ့အခါကျတော့အိမ်တော်ပြုဖို့အတွက်လုံးဝစိတ်ဝင်စားဘာဖြစ်လို့လဲဆိုတော့ तू ကဗြဟ္မပြည်ကနေလာတာနော်ဗြဟ္မပြည်ကနေလာတာအဲ့ဒါ तू နဲ့ပါရမီဖြည့်ဘက်ကလည်းဗြဟ္မပြည်ကနေလာတာဘယ်မှာဖြစ်နေတုံးဆိုတော့ဦးဇင်းတို့မိမကျော်မိမလှတွေအလွန်များတဲ့နော်ဦးဇင်းတို့ခေမာထီတို့ဖြစ်ခဲ့တဲ့နေရာဒေသဟုတ်လားဗဒ္ဒတိုင်းတာဂရမြို့နော်အဲ့ဒီမြို့မှာအလွန်ချောတဲ့လှတဲ့အမျိုးသမီးတူသွားပြီးတော့ဖြစ်တာနာမည်ချင်းကတော့ဗဒ္ဒါ
နောက်တော့ပိပ္ပလိအိမ်ကိုရောက်လာတဲ့ခါကျတော့ပိပ္ပလိရဲ့အဖေကကပိလဆိုတာအဲ့ဒီမှာကပိလရဲ့ချွေးမပေါ့လေဗဒ္ဒကပိလနီလို့အဲ့လိုနာမည်တွင်သွားတာအဲ့ဒါအမေဖေကဒီပိပ္ပလိလို့လေအသက်20ကျော်ရောက်တဲ့ခါကျတော့အိမ်တော်ရသားချဖို့နားချတယ်ဘလို့မှစိတ်ဝင်စားတဲ့ခါကျတော့မိဘတွေလက်လျှော့အောင်ဆိုပြီးတော့အလွန်ချောမောလှပတဲ့နော်ရွှေရုပ်တရုပ်ကိုပရိန်သေးတွေကိုသူခိုင်းတယ်ခိုင်းပြီးတော့ဒီအယုတ်နဲ့တူလောက်အောင်လှတဲ့အမျိုးသမီးကိုရရင်ယူမယ်လို့မဖြစ်နိုင်ဘူးထင်လို့သူကမပြုတ်ကျင်လို့ဒီလိုလုပ်တာအဲ့ဒီရွှေရုပ်ကိုထမ်းပြီးတော့နော်သူရဲ့အချွေအနေကသွားပြီးတော့ရှာတော့စောစောကပြောတဲ့ဗဒ္ဓါကိုသူတို့တွေ့တာတွေ့တဲ့အခါကျတော့သူတို့တောင်းရတဲ့အခါကျတော့အလုံးသဘောတူတယ်အမျိုးနွယ်အဖြစ်စီတဲ့ဥစ္စာအဖြစ်တူမျှတယ်ဆိုပြီးတော့ဒါပေမဲ့လို့အဲ့ဒီပိပ္ပလိရောမေဗဒ္ဓါရောအိမ်အောင်ပြုတ်ရမယ်အနေထားကိုသိတဲ့အခါကျတော့လျှို့ဝှက်တဝန်လွှာပေးကြတယ်တဲ့မင်းငါ့ကိုမယူနဲ့ငါ့ကိုယူလို့ရှိရင်မင်းတစ်ချိန်ရောက်ရင်ဒုက္ခရောက်မယ်ဘာလို့ဆိုတော့ငါကမိဘတွေတေးပြီးဆိုရင်ယဟန်ပြုတ်မှာဒါကြောင့်မင်းငါ့ကိုမယူနဲ့အဲ့ဒီလိုတဝန်လွှာရေးပြီးတော့ပို့တာဟိုဘက်ကအမျိုးသမီးကလည်းအဲ့ဒီတိုင်းတဝန်လွှာရေးပြီးတော့ပို့တာတိုက်ဆိုင်ဆိုင်ပေါ့အဲ့ဒီတဝန်လွှာနှစ်ခုကိုယူလာတဲ့လူကလည်းလမ်းမှာတိုက်ဆိုင်ဆိုင်တွေ့ကြတယ်လို့ဆိုတယ်ဘယ်ကလာတဲ့တုန်းဘယ်သူတုန်းမေးလိုက်တဲ့အခါကျတော့အကြောင်းသိတော့စာတွေကိုဖွင့်ဖောက်ပြီးတော့ဖတ်ကြည့်ကြတာအဲ့ဒီကြတော့မှထူးခြားတယ်ဆိုတော့အဲ့ဒီစာတွေအကုန်စုပ်ဖြဲပြီးတော့တယောက်တယောက်နှစ်သက်တဲ့အကြောင်းတွေကိုစာတွေကိုပြင်ရေးပြီးတော့ပို့တာအဲ့လိုနဲ့စိတ်သဘောမတူညီပဲနဲ့အကျဉ်းလင်မယားဖြစ်ကိုရောက်ရတာဒါပေမဲ့လို့တော့ရတဲ့ချိန်ကစပြီးတော့မောင်လိုနှမလိုပဲနေကြတယ်တဲ့ဒါပေတို့သိပါတယ်နောက်အလယ်မှာပန်းကုန်းထားပြီးတော့အိတ်တာပန်းကုန်းမညှိုးဘူးဆိုတာအဲ့ဒါတို့ပဲဘာလို့သူတို့မှအဲ့ဒီလိုစိတ်တွေနော်နဲပါနေရတာတော့ဆိုရင်ပြမပြေကလာလို့